အားလုံးပဲပေါ့နော်အခုကျွန်တော်ဒီဗီဒီယိုတွေကဖြစ်ရကတော့တော်တော်ဆိုးရတဲ့ဖြစ်ရလို့ပဲကျွန်တော်ကတော့မြင်မိပါတယ်ဘာလို့လဲဆိုတော့ပေါ့နော်ကျွန်တော်မြန်မာဘောလုံးလောကအတွက်အားကိုးရမယ့်မျိုးဆက်သစ်ညီငယ်လေးတွေအနေနဲ့ပေါ့နော်ကွင်းထဲမှာစိတ်မထိန်နိုင်မင်းနဲ့အခုလိုဖြစ်ပြနေတာကတော့တော်တော်လေးကိုဆိုးရလွန်ပါတယ်ကျွန်တော်အနေနဲ့ပေါ့နော်ဒီလိုမျိုးလူငယ်မျိုးဆက်သစ်တွေနဲ့ဖြစ်နေတာကိုတော့အလုံးဝရှုတ်ချပါတယ်ကျွန်တော်ဒါမျိုးကိုတော့အားမပေးပါဘူးညီငယ်လေးတွေအနေနဲ့ပေါ့နော်အခုဒီပွဲမှာဖြစ်သွားတဲ့အမှားမျိုးနောက်ထပ်ပွဲတွေမှာလုံးဝမဖြစ်ဖို့ကိုရဲ့စိတ်ကိုထိန်းနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်း share ပေးပါပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့နောက်ထပ်မျိုးဆက်သစ်ညီငယ်လေးတွေအနေနဲ့အခုလိုစိုးဝါးတဲ့ဖြစ်ရမျိုးမဖြစ်အောင်ခုချိန်လေးကကိုပြုပြင်သွားဖို့ပေါ့နော်ပြုပြင်စေချင်လို့ပါအားလုံးကိုကူညီတောင်းပါတယ်ပေါ့နော်ကြည့်ရအောင်เนาะကျွန်တော်တို့ဘယ်လောက်တောင်မှစိုးဝါးတဲ့အနေထားလဲဆိုတော့ပေါ့နော်အခုเนาะဒီဟာလေးဆိုတော်တော်ငယ်သေးတယ်ကြည့်ဦးမြဒါမျိုးဖြစ်ရကြောင်းမလို့เนาะခဲဆက်တစ်ခုထင်သွားနိုင်တယ်လုံးဝစကားသမားဘဝပြက်လောက်တဲ့အထိလည်းဖြစ်သွားနိုင်တယ်တော်ဒီလိုမျိုးဖြစ်ရကတော့ကျွန်တော်တကယ်ရှုံးချပါတယ်လုံးဝကိုမကြိုက်ပါဘူးနောက်ထပ်ညီငယ်လေးတွေအနေနဲ့လည်းပေါ့နော်ခုလိုမျိုးဖြစ်မျိုးမဖြစ်အောင် share ပေးပါဒါဘလောက်ဆိုးရတဲ့ဖြစ်ရလဲဆိုတော့ပေါ့နော်ဒါဘယ်လိုပြောမလဲခဏသမားချင်းတယောက်နဲ့တယောက်ညှိပြီးတော့ပေါ့နော်တွန်းကြတိုက်ကြတဲ့အနေထားတွေမဟုတ်ပါဘူးဒါပြေးပြီးတော့တိုက်ခိုက်တဲ့အနေထားတွေပါပါတယ်ပေါ့နော်ဒါတော်တော်ကိုဆိုးရပါတယ်ကျွန်တော်တို့အားကိုးရမယ့်ညီငယ်လေးတွေအနေနဲ့အခုလိုမျိုးအမှားမျိုးထပ်မဖြစ်အောင်တာဝန်ရှိတဲ့သူတွေကလည်းဝိုင်းဝန်းပြီးတော့ထိန်းသိမ်းပေးကြပါလို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ဘောလုံးကစားခြင်းဆိုတာပေါ့နော်ခြေသွမ်းဘလောက်ခြေသွားဘလောက်ပဲကောင်းနေကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာလည်းကောင်းနေဖို့ရေးကြည့်ပါတယ်စိတ်ဓာတ်ပိုင်းဆိုင်ရာကောင်းမနေဘူးဆိုလို့ရှိရင်ပေါ့နော်ခြေသွမ်းဘလောက်ကောင်းကျွန်တော်တို့ရှေ့ကိုရောက်မှာမဟုတ်ပါဘူးဒါတော်တော်လေးကိုပေါ့နော်ဆိုးရတဲ့ဖြစ်စဉ်ကျွန်တော်တော့ရှုံးချပါတယ်အားလုံးပဲပေါ့ဗျာအများကြီးတော့ကျွန်တော်လည်းမပြောချင်တော့ဘူးကျွန်တော်ဒီဗီဒီယိုလေးကို share ပေးပါဒီဖြစ်ရမျိုးပေါ့နော်ကွင်းထဲမှာဒါမျိုးခိုက်ရန်ဖြစ်တဲ့ဖြစ်ရမျိုးဆိုတာဘယ်လောက်ရှက်စရာကောင်းလဲဆိုတာကိုကျွန်တော်ညီလေးတွေသိအောင် share ပေးကြပါဦး